မင်္ဂလာပါဒီခြံလေးကတော့ဟိုနေ့ကစိုက်ထားတဲ့ခြံလေး3ရက်သားရသွားတဲ့အချိန်တွေပေါ့နော်3ရက်သားရသွားပြီဒီခြံလေးရဲ့အညွန့်ကောက်ပုံကောက်နီးဒါလေးတွေကိုအညွန့်ကောက်မယ်အညွန့်အဲ့လိုမျိုးကတ်မယ်ကတ်ချီမယ်အကုန်လုံးကတ်ချီမယ်ပေါ့ဗျာအဲ့လိုကတ်ချီပဲပြီးလို့ရှိရင်အဲ့တိုင်းမထားဘူးပေါ့ဗျာမိုးများတဲ့ခါကျတော့အဲ့တိုင်းထားလို့ရှိရင်အရွက်အောက်ခြေတွေရှုပ်နေကတ်ပြီးတော့ယောဂတွေအလွယ်ဝင်နိုင်တယ်ပေါ့ဗျာအဲ့ဒါကြောင့်ကျွန်တော်တို့ကုန်းညွန့်ချီမယ်ကုန်းညွန့်ချီမယ်ဒါမိုးများလို့3ရက်သားလောက်နဲ့ကောက်လိုက်တာပေါ့နော်တကယ်တမ်းတော့မကောက်ရသေးဘူးဟိုသူအားရှိအောင်လို့ပေါ့ဗျာအမြင့်သေးချာဆွဲအောင်လို့သေချာလောက်တဲ့အထိအောင်ထားပြီးတော့မှကောက်တာပိုကောင်းတာပေါ့ဒါပေမဲ့ကျွန်တော်တို့ကမိုးများလွန်အားကြီးတဲ့ခါကျတော့ဆုံးရှုံးမှကြောက်လို့ကျွန်တော်တို့ကောက်ထားလိုက်တာပေါ့နော်အဲ့လိုကောက်ထားပြီးရင်9ရက်6ရက်ဆိုလို့ရှိရင်ဆေးတစ်ကြိမ်ဖြန်းမယ်7ပလက်ဖြန်းမယ်ဖြန်းပြီးတော့ထားမယ်ပေါ့နော်အားကြလို့ရှိရင်အမြင့်ထွက်တဲ့ပုံပြီးတော့အညွန့်ပုံစံလေးတွေအဲ့ဒါလေးကျွန်တော်ထပ်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာဒီ channel လေးရဲ့ဒီ concept ပုံအစင်းစင်းပေါ့ဗျာအဲ့ဒါလေးကိုကျွန်တော်တင်ပေးသွားမှာဖြစ်ပါတယ်တည်တဲ့သူတွေကတော့ကြော်သွားပါတော့ဒါကတော့ဘ ഹു တုတရအောင်လို့တင်ပြပေးတာဖြစ်ပါတယ်ခင်ဗျာအညွန့်ချီတာကတော့ကျွန်တော်3ရက်သားနဲ့ချီတယ်ဆိုပေမဲ့တကယ်လို့နေတာရင်တော့မချီသေးဘူးပေါ့နော်5 6ရက်9ရက်လောက်မှကျွန်တော်ချီမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ